တချို့လူတွေကသူများရဲ့အောင်မြင်မှုကိုကြည့်ပြီးကိုယ့်ဘဝကိုတိုင်းတာနေကြတယ်တကယ်တော့ဘဝဆိုတာအပြေးပြိုင်နေရမယ်ပြိုင်ပွဲမဟုတ်ကိုချေရနဲ့ကိုခရီးကိုတတိရှိရှိရှောက်လိုက်ရတဲ့ခရီးပဲမနာလိုဘူးဆိုတာသူများကိုမလောင်ကျွမ်းနေကိုနှလုံးသားကိုအရင်ဆုံးညှိရှုလိုက်တယ်လို့တနုံလောင်ကျွမ်းစေတဲ့အရာသူများရဲ့အလင်းကိုငြိမ့်လိုက်လို့လေကိုအမှောင်ကမလဲလာသူများဘဝကိုဆွဲချလိုက်လို့လေကိုဘဝကညင်တမလားလူတယောက်ချင်းစီမှာကိုကံကိုအချိန်ကိုတာဝန်ကိုဇလန်နဲ့ကိုဖြစ်တည်မှုကိုလာကြတာနေမွန်ကပန်းဖြစ်ဖို့မလို့တယ်လို့ပန်းတဘူးကလည်းကျဲဖြစ်ဖို့မလို့ကိုဖြစ်တည်မှုနဲ့ကိုလက်ခံနိုင်တဲ့နေ့ကအလှဆုံးနေ့ဖြစ်လာတယ်တမူထူကြနေဖို့မလို့ဘူးနှလုံးသားကကိုဘဝကိုလက်ခံထိုင်အဲ့ဒီလူဟာအောင်မြင်နေပြီပြိုင်ဆိုင်ခြင်းကအတ္တကိုကြီးထွားစေတယ်မနာလူချင်းဟာမြစ်တာကိုခြောက်ပြစေတယ်အတ္တကြီးလာတဲ့နှလုံးသားမှာပျော်ရွှင်မှုတွေကမနေချင်တော့ဘူးဒါကြောင့်သူများကိုကြည်ပြီးမပြေးပါနဲ့မနေ့ကကိုပဲကြောဖြတ်လိုက်ပါသူများအောင်မြင်တာကိုခုံယူတတ်ပါအောင်မြင်နေတဲ့သူကိုလေးစားပြိုင်ဆိုင်ခြင်းတော့မလုပ်ပါနဲ့ပြိုင်လို့နိုင်ရရင်လေမိတ်ဆွေတယောက်ဆုံးရှုံးရပါပဲကိုအိမ်မက်အတွက်မယမနာကြိုးစားပါဘဝကအနိုင်ယူဖို့မဟုတ်ဘူးအတိတ်ပဲရှိရှင်သာဖို့ကမနာလိုမှုကိုခြားထားနိုင်တဲ့နေ့ကနှလုံးသားထဲကအမောင်ကိုယ်ပြောက်ပြီးကိုဘဝရဲ့အလင်းဟာတိတ်တဆိတ်ကိုရလင်းလာလိုက်တယ်လူခွာစား